بسم الله الرحمن الرحيم بسم الله الرحمن الرحيم အဲ့တော့အမျိုးသားတယောက်ဟာဖရဇ်နမတ်ကိုမိမိရဲ့ရရွာပလီမှာလာပြီးတော့ဂျမာအတ်နဲ့ဝတ်ပြုခြင်းဟာဆွန်နတ်မုအက္ကဒါဖြစ်တယ်အမေရဝါဂျစ်နဲ့တော်နီဆတ်အမျိုးသားတယောက်ဟာဂျမာအတ်နဲ့တော့နမတ်ကိုပလီမှာနမတ်ကိုဝတ်ပြုဖို့အတွက်အမေရဝါဂျစ်နီးပါရှိတယ်အဲ့တော့လူတယောက်ဟာအကြောင်းမဲ့ခိုင်လုံတဲ့အကြောင်းပြခြင်းမရှိဘဲနဲ့ပလီရဲ့ဂျမာအတ်ကိုဆွန့်လွတ်ခွင့်မရှိဘူးအိမ်မှာနမတ်ဂျမာအတ်နဲ့ဖတ်ဖို့အတွက်အိမ်မှာဂျမာအတ်နဲ့မိသားစုနဲ့ဖတ်ဖို့အတွက်ပလီမှာဂျမာအတ်ကိုဆွန့်လွတ်ပြီးတော့အဲ့လိုဆွန့်လွတ်ခွင့်ရှရီယတ်ကမပေးဘူးအကြောင်းမဲ့သူဆွန့်လွတ်ခွင့်မရှိဘူးအဲ့လိုပဲခိုင်လုံတဲ့အကြောင်းပြချက်ရှရီဥဇူတစ်ခုနဲ့ပလီယာဂျမာအတ်ကိုသူလွတ်သွားတယ်ဆိုရင်သူအနေနဲ့အိမ်မှာပဲသူနမတ်ဖတ်ရတော့မယ်ဆိုရင်သူတကူတည်းဖတ်ရမယ်အစားတကူတည်းဖတ်ခြင်းထက်ကိုအိမ်ကမိသားစုဝင်နေနဲ့ဂျမာအတ်နဲ့ဖတ်ခြင်းဟာဒါပုံမြတ်ဟာဒီသ်တော်မှာလည်းလာရှိတယ်တရက်တမန်မဆလလာဟူအလိုင်ဝါဆလမ်ဟာအုပ်စုနှစ်စုကိုစေစညှိနှိုင်းပေးဖို့အတွက်တမန်တော်ထွက်သွားတယ်ထွက်သွားပြီးအဲ့ဒီမှာစေစညှိနှိုင်းပေးပြီးတမန်တော်ပြန်ရောက်လာတဲ့အချိန်မှာပလီမှာဂျမာအတ်ပြီးသွားပြီအဲ့ဒီခါမှာတမန်တော်ဆလလာဟူအလိုင်ဝါဆလမ်ကမမီးရဲ့အိမ်ကိုကြွမြန်တော်မူသွားတယ်အဲ့ဒီနောက်ပိုင်းမှာအိမ်မှာရှိတဲ့အိမ်လူအိမ်သားတွေနဲ့ဂျမာအတ်နဲ့နမတ်ကိုပြုတယ်ဆိုပြီးတော့လာရှိတယ်အဲ့တော့ဒီကနေဗာတိရတယ်လဲဆိုတော့တကူတဲ့နမတ်ဖတ်ခြင်းထက်ကိုအိမ်မှာရှိတဲ့အိမ်လူအိမ်သားတွေနဲ့ဂျမာအတ်လုပ်ပြီးဝတ်ပြုခြင်းဟာဒါတာပိုမုံမြတ်တယ်ဆိုပြီးတော့တည်ရှိရတယ်အခုဂျမာအတ်နဲ့နမတ်ဝတ်ပြုမယ်အိမ်မှာမိသားစုဝင်နေတဲ့ဂျမာအတ်နဲ့နမတ်ဝတ်ပြုတဲ့အခါမှာဘယ်လိုမျိုး soft ကိုဘယ်လို line ကိုဘယ်လိုစီရမလဲဆိုတော့ကျွန်တော်အနေနဲ့အီမာမ်လုပ်မဲ့အမျိုးသားကအရှိမသူရက်လိုက်မယ်အဲ့ဒီနောက်မှာမမီအိမ်လူအိမ်သားတွေထဲမှာမမီသားတွေရှိမယ်အမျိုးသားတွေရှိမယ်ဆိုရင်သူ့နောက်မှာ soft မှာရမှာပထမ soft မှာရမှာအဲ့လိုပဲအိမ်မှာဇနီးမယားတွေရှိမယ်မမီရဲ့သမီးတွေရှိမယ်အမတွေအမေအမတွေရှိမယ်ဆိုရင်အဲ့ဒီအမျိုးသားရဲ့ soft ရဲ့အနောက်မှာဒုတိယ soft မှာရက်ပြီးနမတ်ကိုပြုရမှာဖြစ်တယ်အကယ်၍အမျိုးသားကတယောက်ပဲရှိတယ်မုကတဒီနေနဲ့ဝတ်ပြုမဲ့မမီသားထဲကသားတယောက်ပဲရှိတယ်အမျိုးသားကတယောက်ပဲရှိရင်အဲ့လိုချင်းနေမျိုးမှာပညာရှင်တွေအနေနဲ့တင်ပြတယ်အဲ့ဒီအမျိုးသားကအီမာမ်ရဲ့ညာဘက်ခြမ်းမှာအီမာမ်ရဲ့ညာဘက်ခြမ်းမှာအီမာမ်ရဲ့ခြေဖွားထက်ကိုအနည်းငယ်အနောက်ဆုပ်ပြီးတော့အီမာမ်ရဲ့ညာဘက်ခြမ်းမှာရက်ပြီးဝတ်ပြုရမယ်အဲ့ဒီနောက်ရဲ့ပထမ soft မှာအမျိုးသမီးတွေဝတ်ပြုရမယ်ဆိုပြီးတော့လည်းလာရှိတယ်အဲ့လိုပဲဇနီးမယားနဲ့လင်ခင်ပွန်းနဲ့ဂျမာအတ်လုပ်ပြီးနမတ်ဝတ်ပြုတဲ့အခါမှာအမေနဲ့သားနဲ့ဂျမာအတ်လုပ်ပြီးနမတ်ဝတ်ပြုတဲ့အခါမှာအကူနဲ့ညီမနဲ့ဂျမာအတ်လုပ်ပြီးနမတ်ဝတ်ပြုတဲ့အခါမှာကျတော့ဘယ်လို soft ဘယ်လိုရမလဲဆိုတော့ပညာရှင်တွေတင်ပြတယ်အီမာမ်ကအရှိမရမယ်ပြီးရင်ဒီအမျိုးသမီးကအနောက်မှာမုကတဒီနေနဲ့ဝတ်ပြုမဲ့အမျိုးသမီးကသူအနောက်တဲမှာရမှာဖြစ်တယ်ဆိုပြီးပညာရှင်တွေတင်ပြကြတယ်အဲ့လိုပဲဂျမာအတ်နဲ့နမတ်ဝတ်ပြုတဲ့အခါမှာအိမ်မှာဂျမာအတ်နဲ့နမတ်ဝတ်ပြုတဲ့အခါမှာဒီအိမ်မှာရှိတဲ့ဂိုင်းမာဟရမ်ကိုယ့်ရဲ့မာဟရမ်မဟုတ်တဲ့အမျိုးသမီးတွေဒီအိမ်မှာပဲနေတယ်အဲ့လိုအမျိုးသမီးတွေရှိတယ်ဆိုရင်လည်းပဲအဲ့ဒီအမျိုးသမီးတွေအနေနဲ့ဒီဂျမာအတ်မှာပါဝင်ပြီးဝတ်ပြုခွင့်ရှိတယ်ဒါပေမဲ့ပါရဒါရဲ့အဟ်တီမမ်လို့ရှိရမယ်ပါရဒါကိုသတိထားရမယ်ပါရဒါနဲ့တော့ဂျမာအတ်မှာပါဝင်ရမှာဖြစ်တယ်ဟိုရက်ကွက်ကဘေးဒီမှာဒီအိမ်မှာဂျမာအတ်ဖြစ်နေတဲ့အတွက်ကြောင့်ဘေးရက်ကွက်ကဘေးအိမ်ကအမျိုးသမီးတွေအနေနဲ့ဒီမှာလာပြီးဂျမာအတ်ဝတ်ပြုခွင့်တော့မရှိဘူးအဲ့လိုလာပြီးဝတ်ပြုမစင်တာမကရူဖြစ်မယ်အဲ့လိုပဲဂျမာအတ်ဝတ်ပြုတဲ့အခါမှာအိမ်မှာမိသားစုနဲ့ဂျမာအတ်ဝတ်ပြုတဲ့အခါမှာအာဇန်အီကာမတ်ပေးဖို့အရေးမကြီးဘူးရက်ကွက်မှာရှိတဲ့ပလီရဲ့အာဇန်အီကာမတ်ကလုံလောက်တယ်ဒါပေမဲ့ပညာရှင်တွေအမေရှိတယ်အကောင်းဆုံးကတော့အာဇန်ရောအီကာမတ်ရောပေးပြီးတော့ဂျမာအတ်နဲ့နမတ်ဝတ်ပြုတာကအကောင်းဆုံးဖြစ်တယ်အနည်းဆုံးအနေနဲ့တော့အီကာမတ်ပေးပြီးတော့ဂျမာအတ်ဝတ်ပြုခြင်းကဒါအမုံမြတ်ဆုံးအကောင်းဆုံးဖြစ်တယ်အဲ့လိုအီကာမတ်ပေးတဲ့အခါမှာအမျိုးသမီးကအီကာမတ်မပေးရဘူးအမျိုးသားကပဲအီမာမ်လုပ်တဲ့သူကပဲဒါမှမဟုတ်အနောက်မှာရှိတဲ့လူသားတယောက်ကအီကာမတ်ပေးပြီးတော့နမတ်ကိုဝတ်ပြုရမှာဖြစ်တယ်